အားလုံးပဲမင်္ဂလာပါကျွန်တော်ဆက်တဲ့မြတ်ခံပါ Forest State University နဲ့ University of Texas လာနေပြီးတော့ပူးပေါင်းဖွင့်လှစ်ထားတဲ့ American ဘွဲ့သင်တန်းမှာတက်ရောက်နေတဲ့ Business Management ကျောင်းသားတစ်ယောက်ဖြစ်ပါတယ် CCR ကို Texas လာမှာတက်ရောက်ပြီးခဲ့ရရေတွေးပြည့်မီရဲ့ပညာရေးစနစ်ဆိုတာကိုနားလည်လာတယ်ဆရာတွေရဲ့ပြောပြချက်အရ American ပညာရေးစနစ်ကိုပို့ပြီးတော့ကြိုက်နေတာလားပေါ့နောက်ပြီးတော့ University of Texas လာမှာ GED program ကိုတက်ရောက်ပြီးခဲ့ရAmerican ပညာရေးစနစ်ဆိုတာ critical thinking နဲ့ logical thinking တွေရဲ့အဓိကအနှစ်သာရဆိုတာပို့ပြီးတော့သိရှိနိုင်တယ်ကျွန်တော်က American Center ရန်ကုန် Conversation Club မှာ coordinator တယောက်အနေနဲ့ volunteer လုပ်ဆောင်နေပါခင်ဗျဒီ AC1 Conversation Club ကတစ်လတစ်ကြိမ်တစ်လရဲ့နောက်ဆုံးပတ်မှာပြုလုပ်တာဖြစ်ပါတယ်ဒါကြောင့်မလို့လစဉ် club တွေအတွက်ကျွန်တော်တို့ပြင်ဆင်ရတာရှိပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ coordinator team ကတိုင်ပင်ကြပြီးတော့ဒီ club တွေအတွက် preparation တွေပြုလုပ်ကြပါတယ်ဒီ content ပိုင်းပြရနဲ့ကျွန်တော်တို့ကကျွန်တော်ရဲ့ facilitation skill ဒီလူများရှိမှာပို့ပြီးတော့ lead လုပ်နိုင်အောင်ပို့ပြီးတော့ကောင်းကောင်းစကားပြောနိုင်အောင်ကျွန်တော်တို့ practice တွေ rehearsal တွေပြုလုပ်ရပါတယ်ခင်ဗျဒီ AC1 Conversation Club coordinator တယောက်အနေနဲ့အလုပ်လုပ်ရတာပင်ပန်းမိမဲ့ဒီကျွန်တော် career life အတွက်ကောကျွန်တော်ရဲ့ပတ်ဝန်းကျင်အတွက်ကောဒီကောင်းကောင်းအကျိုးပြုပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်းအရန်ပြောရှင်တာဖြစ်တဲ့အတွက်ဒီအောင်ဆက်လက်ပြီးတော့လှုပ်ဆောင်နေပါတယ်စစ်တောင်အားကစားနဲ့ပတ်သက်ပြီးတော့ Texilians Badminton Club မှာတော့9လကျော်လာတာဝန်ထမ်းဆောင်ခဲ့ပြီးတက်လန်းမီတလားလူငယ်တွေမျှဝေခဲ့ပါတယ်။ Best in season တွေအတွက် season ပေးရတာပေါ့။စစ်တောင်အားကစားပုံမှာ passionate ဖြစ်တဲ့ကျွန်တော်အတွက် Texilians Badminton Club ကကောင်းတဲ့အတွေ့အကြုံတွေပေးခဲ့ပါတယ်။ University of Texas လာကိုစားပြုစစ်တောင်မျိုးသား2ယောက်ပြန်ပွဲဝင်တူနေတယ်။2023ဒီဇင်ဘာမှာပုဂ္ဂလိကတက္ကသိုလ်ပေါင်းစုံကနေပြီးတော့ကြီးမှုကျင်းပတဲ့ Eli University Game ပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ခဲ့ပါတယ်။ကျွန်တော်ရဲ့ဆေးရထက်သန်မှုနဲ့ကြိုးစားအားထုတ်မှုကြောင့်ဒုတိယနေရာမှာရပ်တည်နိုင်ခဲ့ရပါပေါ့။ကျွန်တော်ရဲ့ goal စီတွေကတစ်ခုဖြစ်တဲ့ American Bachelor Degree ကိုရယူဖို့ University of Texas မှာပဲဆက်လက်ပြီးတော့လုပ်ဆောင်ဖြစ်ပါတယ်။ Top finalist အနေနဲ့ပါဝင်ပြီးတော့ Athletic Scholarship ကိုစုခုနိုင်ခဲ့ပါတယ်။ကျွန်တော်အနေနဲ့အညာလမ်းကြောင်းမှာအားကစားကိုပူးတွဲလုပ်ကိုင်နေတာဖြစ်ပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်တွေကတော့အားပေးဖြစ်တဲ့အတွက်ဒီ scholarship ကကျွန်တော်တို့လူများထင်တာအထက်ပို့ပြီးတော့အထိပ္ပယ်ရှိပါတယ်။ဆိုတော့ဆရာတို့အနေနဲ့အခုဒါ athletic scholarship ကတော့မြန်မာပြည်မှာလည်းပထမဆုံးဒီတွေကခုဖြစ်တာပေါ့နော်။ဘယ်အကြောင်းမှမပေးဘူး။ဒါအပြင်တက်စီလာမှာလည်းပြောမယ်ဆိုလို့ရှိရင်ဘယ်သူမှမကြီးညာထားသေးတဲ့ပွဲဦးထွက်ပေါ့နော်။အင်္ဂလိပ်လိုဆိုရင်တော့ integral athletic scholarship ဖြစ်တဲ့ athletic scholar ပြောင်းနေတဲ့အားကစားကိုလည်းဆက်ပြီးလုပ်ဖို့လိုတယ်။ဒါအပြင်စာမှာလည်းထပ်ပြီးတော့ပြုစုအောင်ကြိုးစားဖို့လိုတယ်။ athletic scholarship ကတော့တက်စီလာအနေနဲ့ခုလာမယ့်ပညာသင်နှစ် for 2024 ကျမှစာမေးဆက်ပြီးပါပေါ့။အဲ့တော့ကိုကတော့စာမေးဆက်ခင်မှာကလေးကအရင်ရထားပြီးတဲ့ athletic scholar ပြောင်းဖြစ်သွားတာပေါ့။နောက်တစ်ခုကဂုဏ်ကြီးပိုကောင်းတာကလည်းဒီ athletic scholar ကအရင်တော့မပေးဘူးပေါ့နော်နှစ်မျိုးပဲရှိတယ်sorry 3မျိုးပဲရှိတယ်ပူးရယ် presidential ရယ် American Dream ရယ်အဲ့ထဲမှာမှ athletic scholarship က scholarship ပြီးလို့ရှိရင်ဒုတိယနေလို့ဖြစ်ပါတယ်အဲ့တော့ကိုအောက်မှာဆိုရင် presidential scholar တွေလည်းထပ်ရှိရောမယ်ဒါအပြင် American Dream scholar လည်းရှိတယ် presidential scholar တွေဆိုရင်တော့မှဒါအကြောင်းလာကတော်တော်ပေးရသေးတယ်ပေါ့နော်အဲ့တော့ athletic scholarship ကတော့တော်တော်ကိုတက်တာတဲ့အကြောင်းလာကနေပဲတက်လို့ရမှာဖြစ်ပါတယ်ဒါကိုလည်းအကြောင်းဘက်ကနေလေးနှစ်စာကို tuition waiver ဟိုဒါဖို့ကြီးကိုစားဒါတွင်းပြရတာဖြစ်ပါတယ်တော့တကယ်ကိုတောင်းရန်ကိုစားအောင်ပေါ့နော်ဒီတောင်းသားတယောက်နေဟိုကသာမာတယောက်နေတော့ဆက်ပြီးတော့စူးစမ်းမှုချောင်းနေပိုင်ဆုံးပါတယ်เนาะကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါကဘာကျော်နာမည်ကြီးဘန်ဖြစ်တဲ့ The Queen ရဲ့ပင်တိုင်းဆိုတော့ Freddie Mercury အကြောင်းကိုရုပ်လုံးပေါ်အောင်ရိုက်ထားတဲ့ Bohemian Rhapsody ဆိုတဲ့ဇာတ်ကားကိုကျွန်တော်ဘဝနဲ့ကြည့်ပြီးတော့တကယ်ကိုကြိုက်တယ်ခင်ဗျလူသားနဲ့ music ကြားဆွမ်းနွယ်မှုတွေ Freddie ရဲ့ music အပေါ်မှာ YouTube ပြောင်းမှုတွေကိုခန်းစားရတာတကယ်ဘာနဲ့မှလဲနိုင်ပါဘူးဒီဇာတ်ကားထဲမှာ Freddie ရဲ့နာမည်ကြီး quote တစ်ခုဖြစ်တဲ့ music ဆိုတာနားလည်ဖို့ကြိုးစားရတဲ့အရာမဟုတ်နှလုံးသားနဲ့ခန်းစားရတဲ့အရာဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့အကြိုက်ဆုံးခင်ဗျဒီ movie ကကျွန်တော်တို့လူသားရဲ့နှလုံးသားထဲမှာရှိတဲ့ music အပေါ်မှာချစ်မြတ်လို့မှုကိုဆွဲထုတ်နိုင်ပြီလို့ကျွန်တော်ဒီနေ့တော့ယုံကြည်ပါတယ်ကျွန်တော်နေ့စဉ်ဘဝမှာအလုံးမလုံးနေရလို့ဆိုတော့မရှိပါဘူးပုံမှန်လုပ်တွေလုံးနေပြီမဲ့ဒါကိုပို့ပြီးတော့ကောင်းတဲ့ရလဒ်တွေနဲ့ဘဝကိုရှေ့ဆက်လို့ရတယ်ဒါဘယ်လိုလုပ်ရမလဲဆိုတော့စနစ်တကျလုပ်ကိုင်တတ်မှုပေါ့ဒီအတွက်ကိုလည်း management လို့ခေါ်တဲ့စီမံခန့်ခွဲမှုပညာရပ်ကိုလိုအပ်ပါတယ်ငယ်ငယ်အားဆိုရင်တော့ကျွန်တော်မိဘတွေကကျွန်တော်ရဲ့ manager ပေါ့
ဒီကျွန်တော်အရွယ်တစ်ခုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ကိုယ်တိုင်ဟိုကကျွန်တော်တို့ရဲ့ဒီဘဝတစ်ခုလုံးအတွက် manager တွေပေါ့ဒါမှအဖွဲ့အစည်းတစ်ခုအနေနဲ့ဆက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်စီမံခန့်ခွဲပေးတဲ့လူရှိမှကောင်းကောင်းလည်ပတ်နိုင်မှာဖြစ်ပြီးတော့သူ့ရဲ့ goals တွေကို mission တွေအနေနဲ့ကောင်းကောင်းအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်ကျွန်တော်ကအဖွဲ့အစည်းတစ်ခုရဲ့ mission တွေကိုအောင်မြင်နိုင်ဖို့လူပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ team တွေမှာ follower တယောက်အနေနဲ့ရော leader တယောက်အနေနဲ့ရောစီမံခန့်ခွဲရတာကိုကျွန်တော်တက်တာဖြစ်ပါတယ်ဒါကြောင့်မလို့ University of Texas ဖွင့်လက်တဲ့ Bachelor of Business Administration Management ကိုတက်ရောက်ဖို့ရွေးချယ်ဖြစ်တာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကျောင်းသူကျောင်းသားတွေရဲ့ဗတ်ဆောင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် club တွေဖွဲ့စည်းပေးခဲ့တယ်ပြီးတော့ကျွန်တော်တို့အခုညီလိုအပ်တဲ့အချိန်တိုင်းမှာအမြဲတမ်းရှိနေပေးတဲ့ရုံးဖွဲ့ဝင်တွေစာသင်ပြကောင်းတဲ့ဆရာဆရာမတွေပေါင်းပေါင်းခတွေနဲ့ညတင်စုကိုရွေးချယ်ချင်းမြင်ပေးတဲ့ Texas ကိုကျေးဇူးတင်ပါတယ်